ပူတင်တဲ့ကြောင်းကိုအစိုးရစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ဘိုးလောင်းတွေတေဆုံးခဲ့ရတဲ့ပတ်သက်ပြီးဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကတိုကျိုမြန်မာတန်ယုံရှိမှာဒီဇင်ဘာ3ရက်နေ့ကရှုတ်ချကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ဖြစ်တဲ့လူမျိုးကြီးဝါဒမဟုတ်ဘူးကျွန်တော်ဆိုတာကဗမာနဲ့ကချင်နဲ့ဖြစ်တဲ့ပြဿနာမဟုတ်ဘူးဗမာနဲ့ရခိုင်နဲ့ပြဿနာမဟုတ်ဘူးကျွန်တော်တို့ဒုက္ခပေးနေတာကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးနေတာစစ်အာဏာရှင်စနစ်ဖြစ်တဲ့ဆိုတာကိုကျွန်တော်တို့သဘောပေါက်နေဖို့ဓာတ်ရေးကြည့်ပါတယ်။ဒါအင်မတန်မှကျွန်တော်တို့တိုင်းရင်းသားမျိုးဆက်လူငယ်ဒါစစ်ပွဲမဟုတ်ဘဲနဲ့တွေးမိကြတယ်။ဒါကြောင့်ကျွန်တော်ဂျပန်ရောက်နေတဲ့ပြည်ထောင်စုနိုင်ငံသားအားလုံးဒါဒီလောက်ရကိုရှုတ်ချကန့်ကွက်ဖို့ကျွန်တော်တို့လာရောက်ဒီတိုင်အောင်ရှိကိုစတင်ကန့်ကွက်တာဖြစ်တယ်။တော့မပြောင်းလဲသေးဘူးဆိုတာကိုလည်းဒါဂျပန်ပါဝင်နိုင်ငံတည်အောင်ကျွန်တော်လာရောက်ပြီးဒါစတင်ဆန္ဒပြတာဖြစ်ပါတယ်။အနာမှာတေဆုံးခဲ့တဲ့ဘိုးလောင်းတွေအတွက်ဝန်နေချင်းထိမ့်မှတ်လွမ်းစုပန်းခွေတွေချခဲ့သလိုဂျပန်နိုင်ငံရောက်မြန်မာတိုင်းရင်းသားအဖွဲ့အစည်းအားလုံးနဲ့မြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာလည်းဖြစ်ပါတယ်ဒီနေ့လာရတဲ့အကြောင်းရင်းကနိုဝင်ဘာလ19ရက်နေ့2014ကလိုင်ဇာစစ်တလန်အကြောင်းမှာရှိတဲ့စစ်ဘိုးလောင်းတွေကိုအကြောင်းမဲ့တက်ပြစ်ခတ်တိုက်ခိုက်မှုအပေါ်အကြောင်းကြဆုံးသွားတဲ့ဘိုးလောင်းတွေကိုဝန်နေချင်းထိမ့်မှတ်ပန်းစီချဖို့အတွက်လာရပါတယ်ရှင်အဖြစ်မှန်ပေါ်ပေါက်ဖို့နိုင်ငံတကာရောက်မြန်မာမိသားစုတွေနဲ့ပူးပေါင်းပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့လက်တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်ဂျပန်နိုင်ငံမှာရှိတဲ့ UN ကနေပြီးတော့လည်းပဲကုလသမဂ္ဂရုံးကနေပြီးတော့လည်းဖိအားပေးဖို့ဆက်လက်ပြီးတော့စ조사သွားမယ်ပြီးလို့ရှိရင်လည်းတကမ္ဘာလုံးမှာရှိတဲ့တိုင်းပြည်အတီးတီးကနေပြီးတော့အဆက်မပြတ်ဆက်လက်ပြီးတော့ကျွန်တော်တို့တောင်းဆိုသွားမှာဖြစ်ပါတယ်ကြာဆုံးသွားတဲ့တိုင်းသားရာရှိတွေအတွက်ဆူတောင်းပွဲတွေကိုရန်ကုန်မန္တလေးမြို့ကြီးနားနဲ့ပြည်လို့မှလည်းပြုလုပ်ခဲ့ပါတယ်။ KIA 1994မှာပြစ်ခတ်ရစရေးလက်မှတ်ထိုးခဲ့ပြီးလက်ရှိအစိုးရက KIA ကိုနေချားဆောင်တက်အသွင်ပြောင်းဖို့ဖိအားပေးခဲ့တဲ့အတွက်2011ခုဇွန်လကစပြီးတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်စိုးစိုးလိုင်းတူချိုကနေသတင်းပေးပို့ခဲ့တာပါ။